အဲ့ဒါသူကဓမ္မရဇဇတ်ဆိုတာရှိတယ်အဲ့ဒီထဲမှာဘုန်းတို့နော်ရှင်သာရိပုတ္တရာရဲ့အလောင်းဟာရှင်မင်းကြီးဖြစ်တယ်ရှင်မင်းဖြစ်ပြီးတော့သူဟာဒီအရက်ကြိုက်တယ်အသားမပါရင်လည်းသူကမစားဘူးအဲ့ဒါတနေ့တော့အရက်မူးပြီးတော့ဘွဲတော်တေမဲဆိုပြီးတော့သူ့ကိုထမင်းကျွေးခိုင်းတဲ့အခါအသားမပါဘူးအသားစပူမှုရဲ့ပေါ့လျော့မှုကြောင့်ပေါ့မပါလာဘူးဇူးကလည်းမပြောရဲဘူးဟုတ်လားအဲ့ဒါနဲ့ तू အရန်စိတ်တိုး तू အသားကြိုက်မှန်းသိရတယ်အသားမပါဘဲနဲ့ပွဲတော်တေးရတယ်ဆိုပြီးတော့အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့စိတ်တွေဆိုးပြီးတော့သူ့ရင်ခွင်မှာဒီပွဲတော်မတည်ခင်တုန်းကသူကိုယ်တိုင်ချစ်လွန်းလို့ချော့မြူနေတဲ့သူ့သားလေးရှိတယ်လာသားလေးပဲရှိတယ်သူ့ရဲ့ရင်သွေးဟုတ်လားအဲ့ဒါကိုအရင်မူးတဲ့အခါကျတော့ဘလောက်ထိဆင်ញင်တုံတရားပျက်စီးသွားလဲဆိုတော့သူအလွန်ချစ်တဲ့သူ့ရင်သွေးကိုပဲခေါင်းကနေကင်ပြီးတော့လေဘင်းကိုလိန်ချိုးပလိုက်တယ်ဟုတ်လားချွတ်ပြီးတော့ရော့ဒီဟာကိုချက်ခဲ့ဆိုပြီးတော့ခိုင်းတယ်ပုံမှန်စိတ်ဆိုရင်ဒီလိုဘယ်လိုလုပ်နိုင်မလို့အဲ့တော့စပူမှုကလည်းဘာမှမတုံ့ပြန်ရဲဘူးနော်တအုပ်ဆံပိုင်ဘရင်စနစ်ဆိုတော့ तू အသက်ဆိုသေးရမှာလေဟုတ်လားအဲ့ဒီကျတော့ तू ကချက်ခဲ့ဆိုတော့ तू လည်းချက်လာတာပဲအဲ့ဒီကလေးလေးရဲ့အသားကိုတုံတစ်ပြီးတော့ချက်လာပြီးတော့ပေးလိုက်တယ်ဘရင်ကိုစားတာပဲအဲ့ဒါကို तू ထမင်းနဲ့စားအရက်နဲ့မြည်အကုန်လုံးစားပစ်လိုက်အဲ့နဲ့မူမူယူနဲ့အိပ်ပျော်သွားအိယာနိုးပြီဆိုတဲ့အခါကျတော့သားကိုအမှတ်ရတယ်ငါသားလေးခေါ်ခဲ့သားကိုချော့မြူမယ်ဆိုအဲ့ဒီကျတော့မိဖုရားကြီးကကိုတော်မြတ်ရဲ့သားကိုကိုယ်တိုင်တက်ပြီးတော့ကိုယ်တိုင်ပဲစားခဲ့ပြီးပြီအဲ့ဒါပဲဆိုလို့ဆိုရှင်သာရိပုတ္တရာလောင်းနော်အဲ့ဒီကျတော့မှသူအလွန်ကြီးကျယ်တဲ့အပူမီးပေါ့နော်ဒုက္ခမီးဘလုံးဝဖြေလို့မရအဲ့ဒါနဲ့ငါဒီအချိန်ကစပြီးတော့ငါနိဗ္ဗာန်မရမချင်းဒီတေရက်ကိုဘယ်တော့မှမတောက်တော့ပါဘူးဆိုတဲ့အဋ္ဌံပေါ့ဟုတ်လားအဲ့ဒါဝဆိုလို့ကြီးကမေတ္တာစာလေးထဲမှာရေးပြတယ်မေတ္တာစာဆိုတာကမေတ္တာရက်ခံတဲ့သဘောမျိုးအကျိုးသင်အကြောင်းသင်ရှင်းပြပြီးတော့မကောင်းတာမလုပ်ဖို့ကောင်းတာလုပ်ဖို့ကိုယ်နဲ့ရင်းနှီးတဲ့လူတွေရှင်းတော့ကမေတ္တာစာရေးတာထွန်းကားတာရှိတယ်ဒီဘက်ခေတ်မှာတော့သိပြီးတော့မရှိကြတော့ဘူးလို့ဆိုရမယ်ပေါ့နော်မေတ္တာစာဆိုတာသူကစာနဲ့ရေးပြီးတော့တန်းပို့တာဟုတ်လားစာရှည်ကြီးတွေကဟိုဒီမှာကောက်လုပ်ချက်ကလေးချထားတယ်တပန်းထိုးမှဓမ္မဒဇနိဗ္ဗာန်ဇဗ္ဗာလိကျမ်းလာရှင်သာရိပုတ္တရာဤအလောင်းသည်မင်္ဂလာမောင်းတီး၍ရိတ်ထီပြူတလှက်လက်နှင့်ဘယင်မြတ်ပြုလေရာဒေသာကိုစုံမဲ့တောက်ကျူးသည့်အတွက်ကြောင့်အသက်နှင့်ထက်တူချစ်ခင်တော်မူလှသောသာတိဥယင်သွေးကိုမထွေးနိုင်မချေအားတတ်ညင်၍စာပြီးမှတအောင်နာအမှုပြေသောသာသက်ဝေပလဲခိုင်ကြောင့်မဖြေနိုင်ပြပါပွားလဲမင်းမတရားတေငယ်သေး၍နောင်တတွေပိတ်ဖုံးခန္ဓာတော်တုံးတောင်မှမဆုံးနိုင်မိမကပဲကြီးဒုက္ခတွေ့ဘူးသည့်အကြောင်းသူကတပိုက်ချင်းလေးသူကရေးပြတာဒီအရက်ကြောင့်ဖြစ်တဲ့အကျိုးမဲ့တွေကိုဝတ္ထုလေးတွေဇဏိပတ်လေးတွေထုတ်ပြီးတော့စတော်ကြီးကရေးပြတာဒါကတပည့်မေတ္တာစာထဲမှာပါတာပေါ့နော်အဲ့တော့ဘုန်းတို့ပြောချင်တာကဘာတော့တေရဲ့အပြစ်6မျိုးတွေကနံပါတ်1ကလဟပောတနီနော်ခိုက်ရံများတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါလေးကိုထုံထုတ်ပြီးတော့ပြောတာပေါ့နော်နောက်နံပါတ်3ပါပြောတော့ရောဂာနဲ့အာယတနာအနာယောဂါများတယ်အရက်သေးစားနော်အရက်တော့ပါများလာရင်ရဲဟာစွဲတတ်တဲ့သဘောရှိတဲ့အတွက်ကြောင့်သူကဖြတ်နိုင်ခဲ့တယ်စွန့်နိုင်ခဲ့တယ်စွဲသွားပြီးတောက်ပါများလာပြီဆိုရင်ဒီမကောင်းတဲ့ဓာတ်တတိတွေကခန္ဓာကိုယ်မှာအမျိုးမျိုးဒုက္ခပေးတယ်နော်ဒါဒီခေတ်စေပညာလည်းပဲအများကြီးဒီအရက်သေးစားမိုးရစေဝါလူခန္ဓာကိုယ်အများကြီးပျက်စီးစေတယ်ဆိုတာသူတို့အများကြီးသိကြမြင်ကြတာပဲဟုတ်လားမြတ်စွာဘုရားလည်းဒါမြင်ခဲ့တယ်ဒါဟာယောဂဖြစ်ခြင်းရဲ့အကြောင်းဘာဖြစ်လို့တော့သူ့ကိုတောင်းမိရင်စွဲတယ်ဖြတ်နိုင်ခဲ့တယ်တချို့နည်းနည်းဆိုပြီးတော့ဆေးပြေဝါပြည့်ဟောစကားပြောတာကောစဘာလို့ဆေးပြေဝါပြည့်တယ်ဆေးပြေဝါပြည့်လားယောဂဖြစ်ခြင်းရဲ့အကြောင်းလားယောဂဖြစ်ခြင်းရဲ့အကြောင်းနော်နည်းနည်းဆေးပြေဝါပြည့်ဆိုနည်းနည်းနဲ့လဲရက်နိုင်တဲ့လူဟာရှားတယ်ဘုံဘုံတို့မြတ်စွာဘုရားတိကနိဗ္ဗာန်အင်္ဂုတ္တထဲမှာပြောထားတာရှိတယ်တိဏ္ဏဘိခွေပฏิတေဝနာယနတ္ထိဒိဋ္ဌိသုံးမျိုးသောအရာဌာနဟာရောင်ရဲနိုင်ခဲ့တယ်တဲ့သုံးမျိုးသောအရာဌာနကိုမှီဝဲတဲ့နေရာမှာရောင်ရဲနိုင်ခဲ့တယ်ရက်နိုင်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အိတ်မှုတယ်အိတ်ချင်းမှာလူတွေဟာရောင်ရဲခဲ့တယ်အိတ်လို့ဘယ်တော့မှဝရတယ်လို့မရှိ
နောက်နံပါတ်2ကသေရီတောက်မှုတွေဝရတယ်လို့မရှိဘူးအမှုရစေဝါဆိုသေမှန်းသိရတဲ့တောင်လှုပ်သွားကြတာနော်အသက်နဲ့တောင်မှဘာလို့အလဲထက်လှုပ်သွားကြအဲ့လောက်ထိစွဲတယ်ဒါကိုမရက်ဘူးနော်ရှင်တန်ချင်းကိုပဲရက်ဟုတ်လားဒီလိုသွားတယ်နော်နောက်3ခုမြောက်ကဘာလို့ဆိုမေထုံမှုတွေဟုတ်လားကြောင်ရဲနိုင်ခဲ့တယ်ဆိုမြတ်စွာဘုရားဟောအဲ့လိုမယောင်ရဲနိုင်တဲ့အခါကျတော့ဘာဖြစ်တော့ယောဂါတွေရတာပေါ့နော်ဒါဒီဘဝတွင်ကိုပဲမြင်နိုင်တဲ့အကျိုးမဲ့တွေပေါ့အဲ့ဒါကိုဆရာကြီးကအဲ့ဒီတပည့်ရင်းမေတ္တာစာထဲမှာဏိဂုံးပိုင်းလေးမှာအဲ့ဒါလေးကိုသူကထည့်ပြီးတော့ရေးတယ်အဲ့ဒါလေးကတော့သူကအလုံးမစကလုံးလေးတွေကပြောင်မြောက်တယ်ပေါ့နော်ဒီလောက်အပြစ်များပါလက်တင်လူတွေဟာအကြောင်းမျိုးမျိုးပြပြီးတော့တောက်ကြစားကြအမိဝဲကြသုံးဆောင်ကြလောက်ကြဒါကိုဆရာကြီးကရေးတာတို့ပါသောမူအချိုးလူကအပူကြွ၍ကျောမာမျိုးမြက်ညောင်ညာတဲ့လင်သေရက်တဲ့ကြိုက်တောင်မျိုးလိုက်ကပြိုက်ပြိုက်ကြာလျောယောဂါတွေမျောသောကြောင့်စေတဘောဝါအမအတန်ငယ်သုံးလက်မှုကြံကန္တဝီနီးဆောင်အကျိုးပေးမရှိပါဟုတီလာကြောင့်ဆင်ခြင်နှင့်ပြောပုံလေးနော်တေချာနားထောင်ကြည့်နော်တချို့လူတွေကတဲ့ခန္ဓာကိုယ်ထဲမှာအပူတွေကြွမယ်ဆိုရင်ဒါလေးကိုတောက်လိုက်မယ်ဆိုရင်အပူကြွ၍ကျောမမျိုးမြဲညောင်းညာတက်လင်သေရက်တဲ့ကြိုက်တောက်မျိုးလိုက်ကပြိုက်ပြိုက်ကြာလျှောယောဂါတွေမျောသောကြောင့်ဒါမြန်တောက်လိုက်လို့ရှင်ယောဂါတွေမျောသွားမယ်နော်ဒါကြောင့်ဆေးသဘောဝါအမှတ်အတန်ငယ်သုံးလက်မှုနော်ဆေးအမှတ်ဝါအမှတ်နဲ့နည်းနည်းလေးတောက်မယ်ဆိုရင်တော့အကျိုးရှိမယ်ဆိုပြောကြတာနော်ဆေးသဘောဝါအမှတ်အတန်ငယ်သုံးလက်မှုကြံကန္တဝီနီးဆောင်အကျိုးပေးမရှိပါဟုတိလကြောင့်ဆင်ခြင်နှင့်အထွေတွေပြောကြားလေးမြတ်တရားဒေသနာတွင်ယောဂါဤဖြစ်ကြောင်းဟုနီလန်ဟောင်းအရှိသားမို့တတိထားစိတ်စိတ်နေညံတမျိုးမပွေနှင့်လွန့်လေးလေးမောင်မှားသောတောက်စားမှုဇေယိုက်ဆိုးကိုတိုက်ချိုးကနှိမ့်နှင်း၍ကွင်နိုင်သမျှရှောင်သွေးအနတ်မှမခံလေးပဲစိတ်တန်ဝေဝိတတိဖြင့်မနတိဖြောင်းစင်းအောင်နှလုံးသွင်းထားကြစီလိုကြောင်းများနဲ့တေးတေးရတရားဟောကြားလိုက်ပေသည်တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒါလေဒီလိုလေးသူကအဆုံးသတ်သွားတယ်ဟုတ်လားဘလို့ပဲနော်စင်ကြီးတွေပေးပြီးတော့ဒါတွေကိုတောက်ကြစားကြတော့လေပဲဘုရားဟောဒေသနာအရပြောရမရှိရင်ဒါယောဂရဲ့အကြောင်းတဲ့ဒါကြောင့်မို့လို့တတိထားစိတ်စိတ်နေဉာဏ်တစ်မျိုးမပွေနဲ့ဟုတ်လားလွန့်လေလေမှောင်မတောက်စားမှုဇေယျဆိုးကိုတိုက်ချိုးကနှိမ်နှင်း၍စကလုံးလေးတွေသုံးသွားပုံလေးတွေကာယံရှာပုံလေးတွေဒါကတော့စာပေရှုထောင့်ကနေပြီးတော့ဘုံဘုံကကြည့်ပြီးတော့ပြောတာပေါ့နော်အဲ့တော့ဘာလဲပြောချင်တာလေးကအရက်ဒေတာတောက်စားမယ်ဆိုရင်တတိယရရှိမယ်အကျိုးမဲ့ကယောဂထူပြောခြင်းပဲ